ကဲကျွန်တော်ရှေ့ဘက်ကတော့ဒီ portal vein နဲ့ပတ်သက်လို့သူ့ကိုဘယ်လိုဖြစ်လာလဲသူဘာကို supply လုပ်လဲနောက်ပြီးတော့ series circuit ဖြစ်တဲ့အကြောင်း parallel circuit နဲ့မတူတဲ့အကြောင်းဒီအကြောင်းတွေကျွန်တော်ဆွေးနွေးခဲ့တယ်ဒီပတ်မှာအဲ့ဒါနဲ့ပတ်သက်လို့ anatomy ကို a little bit in depth လေးပြောချင်တယ်အဲ့တော့ liver portal vein liver ကိုအဝင်မှာရှိတဲ့ structures တွေကိုဘာခေါ်လဲဆိုရင် portal hepatis လို့ခေါ်တယ်ဒါကိုရှင်းပြချင်တယ်အပြင်ကိုမှသူနဲ့ closely related ဖြစ်နေတဲ့ histology structure portal triads နဲ့ဘယ်လိုကွာတယ်လဲနော်ဒါလေးကိုဆက်ပြီးတော့ရှင်းပြချင်တယ်တလက်စာထဲမှာသူနဲ့ correlate ဖြစ်နေတဲ့ဟိုလား pathophysiology တွေဒါ medicine နဲ့ဆိုင်တဲ့အကြောင်းအရာ surgery နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုလည်းထည့်ပြောသွားခြင်းနဲ့ပြီးတော့ radiological images တွေကိုသုံးမယ် ultrasound မှာဘယ်လိုမြင်ရလဲ CT liver မှာဘယ်လိုမြင်ရလဲဆိုတာလေးကိုပြောခြင်းနဲ့အပိုင်းနဲ့ရှင်းမယ်ဆိုတော့ခွဲပြီးတော့လိုအပ်ရင်လည်းပြောမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါထောက်ကွက်တော့ start ကနေပြန်ကြည့်ပါမယ်ဟုတ်ပြီအဲ့တော့ရှေ့ဘက်ကကျွန်တော် portal vein အကြောင်းပြောခဲ့တယ် portal vein supplies the liver ဟုတ်ပြီเนาะအဲ့တော့ဒီအဝင်က liver အဝင်ကကျွန်တော်ဒီပုံလေးကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒါဒီခရင်ရောင်လေးက portal vein เนาะအဲ့တော့ hepatic artery ဆိုတာလေးရှိတယ် aorta ကနေတစ်ဆင့်ထွက်လာတယ်ပြီးတော့ဒီစိမ်းရောင်လေးကဘာလဲဆိုတော့ bile duct ဟုတ်ပြီเนาะအဲ့တော့ bile duct ဆိုတာတော့တိတိကျကျပြောမယ်ဆို liver ကနေထွက်လာတယ်ဆိုရင် common hepatic duct ရှိတယ်လာစုပြီးတော့ gallbladder ကနေလာတဲ့ cystic duct ရှိတယ် join လိုက်တော့ common bile duct common bile duct ဘယ်ကိုဝင်လဲ second part of the duodenum ကိုဝင်တယ်ဟုတ်တယ်မလားဆိုတော့ bile တွေဒါ intestine တွေကိုစွန့်တယ်ဆိုရင်အဲ့ဒီ structures သုံးခုကအဲ့နာမှာ close to each other run နေတယ် liver ရဲ့ hilum မှာ hepatic hilum เนาะအဲ့တော့ liver ရဲ့ hilum ဆိုတော့ liver အညာပေါ့ဗျာလို့ပြောမယ်ဆိုရင်နာမှာ run เนาะဒါကိုနည်းနည်းလေးပို့ပြီးတော့ anatomical details တွေထည့်လိုက်တဲ့ခါမှာဒီပုံလေးပြောင်းလိုက်ပြောင်းလိုက်တဲ့ခါမှာကြည့်ရင်ဘာလဲဆိုတော့ဒီမှာ stomach ရဲ့ lesser curvature လို့ခေါ်တဲ့ဒီဘက် channel လေးနဲ့ liver နဲ့ကြာမှာ ligament တွေတခု run เนาะအဲ့တော့အဲ့ဒီဟာကိုဘာခေါ်လဲဆို lesser omentum လို့ခေါ်တယ်နော်အဲ့တော့ lesser omentum အဲ့တော့ greater omentum ဆိုတော့ရှိတယ်ဒါ stomach ကဒီအောက်ဘက် channel greater curvature နဲ့အောက်ကိုတွဲလောင်းကျနေတာ apron ကြီးလို့ဒါ greater omentum ထားလိုက် lesser omentum ပေါ့နော်အဲ့ဒါဘယ်လို run နေလဲဆိုရင် liver ဘက်ကနေလာတယ် stomach ရဲ့ lesser curvature ကိုသွားတယ် hepatogastric ligament ရှိမယ်နောက် liver ဘက်ကနေလာတယ် duodenum ရဲ့ first inch of the first part ကို run နေတယ်hepatoduodenal ligament ရှိမယ်အဲ့တော့အဲ့ ligament နှစ်ခုပေါင်းပြီးတော့ lesser omentum လို့ခေါ်တာဘာမှမဟုတ် the same structures ပဲဒီလိုပဲနာမည်ပေးတာဟုတ်ပြီနော်ဒါပေမဲ့တေချာကြည့်လိုက်ပါတော့အဲ့တော့အဲ့ lesser omentum ကြီးက whole stomach ကနေလာပြီးဒီနားမှာတိကနေရက်သွားတယ်နော် duodenum အပေါ်နားလောက်မှာတိကနေရက်မှာပေါ့ဘာဖြစ်လို့လဲဆိုတော့ကျန်တဲ့ duodenum ဘာလို့ဒီ second part third part fourth part of the duodenum တွေကဘာလဲဆိုတော့ retroperitoneal structures သူတို့မှာဟိုဒီလိုပြန်အုပ်ထားတဲ့ membrane omentum mesentery ဒါမျိုးတွေမရှိရဘူးstomach ကကျတော့ peritoneal structure ဆိုတော့ဒီလို membrane ရှိတယ်ဆိုတော့အားကြောင့်မလို့ membrane ကလာနေတိကနေရက်သွားတယ်နော်အဲ့လိုတိကနေရက်သွားတဲ့နေရာကိုငယ်ငယ်တော့ဆိုရင်တော့စာတန်ပေးတာနဲ့ဘာလို့ free edge of the lesser omentum ဆိုပြီးတော့အဲ့လိုမျိုးခေါ်တယ်နာမည်နော်ခေါ်ပြီးတော့အဲ့တော့ဘာလို့ခေါ်လဲဆိုတော့အဲ့ free edge of the lesser omentum မှာသွားကင်ကြည့်လို့ရှိရင်လို့ဘာလို့ဆို thickening ဖြစ်နေတယ်ပေါ့နော်ဘာလို့ thickening ဖြစ်နေလဲဆိုတော့အခုနပြောတဲ့ porta hepatis လို့ခေါ်တဲ့အဲ့ဒီ structures သုံးခုကအဲ့ဒီ free edge of the lesser omentum မှာ run ဖြစ်နေလို့အဲကြောင့်မို့သူ anatomical significance ရှိတယ်ဟုတ်ပြီနော်နည်းနည်းခြုံပြီးတော့ anatomy လေးကို detail လေးထပ်ပြောလို့ရှိရင်အဲ့တော့ဒီပုံလေးမှာကြည့်လိုက်ပေါ့ဟုတ်လားဒီအဲ့ဒီ free edge of the lesser omentum ကိုလက်ကလေးသွားပြီးနှိုက်လိုက်လို့ရှိရင်ဘာလဲဆိုတော့အဲ့ဒီ lesser omentum အနောက်ကိုရောက်သွားတယ်နော်အဲ့လိုမျိုးလက်ကလေးနဲ့နှိပ်လိုက်လို့အဲ့အနောက်ပေါ့နော်ဒီ memory ရဲ့အနောက်နေရာကိုရောက်သွားလို့ရှိရင်ဘာခေါ်လဲဆိုရင် lesser sac ဟဲအဲ့လိုမျိုးခေါ်တာအဲ့ဒါငင်တော့ဆိုတာ lesser sac ရဲ့ boundary ဆိုပြီးတာဒီရေးတီယူလုပ်ပြီးကြက်ဒီလိုပဲ bike ကိုဖွင့်လိုက်ခြင်း peritoneum ဖွင့်လိုက်ခြင်းမြင်ရတဲ့ဟာကျတော့ greater sac is more like a general space lesser sac ဆိုတာကျတော့အဲ့ဒီအပေါက်ကလေးကနေပြီးတော့မှလက်ထည့်ပြီးတော့ဝင်သွားတဲ့နေရာ potential space ကို lesser sac လို့ခေါ်တယ်ငယ်တော့ lesser sac boundary တွေပဲလေကြက် lesser sac ကိုဝင်တဲ့အပေါက်ကလေးပေါ့နော်အဲ့တော့အပေါက်ကလေးဆိုတော့ကျွန်တော်ခုနပြောတဲ့ဒီ free edge of the lesser omentum အနောက်ကနေဝင်ရတဲ့အပေါက်ကလေးဒီကျင်းတယ်နော်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင် epiploic foramen ဆိုပြီးတော့ခေါ်တယ်နော်အဲ့တော့ငယ်တော့ဆိုဒီ epiploic foramen နဲ့ boundary ဆိုပြီးတော့လည်းကြက်တယ်ဘာမှတော့ထွေထူးမဟုတ်အခုမြင်လိုက်ရင်သိအဲ့ဒီ epiploic foramen အရှိမှာပါလဲအခုနပြောတဲ့ porta hepatis ရှိတယ်ဟို၃ကြောင်းဟုတ်လား hepatic artery portal vein bile duct အနောက်မှာပါရှိလဲဆိုရင်ပုံမှာတော့သိမမြင်အောင် IVC ရှိတယ်နော်အပေါ်မှာ liver ရှိတယ်ဟာလာအောက်မှာဆိုရင် duodenum ရှိတယ်ကျွန်တော်ခုနပြော duodenum the immobile fixed structure ဆိုတော့အဲ့ပေါက်ကလေးကဘယ်လောက်ကျင်းမလဲကျင်းနေဆိုတာထက်ဆိုင် very fixed အဲ့ဒါဝင်လိုက်မှာအနောက်က lesser sac ထဲ lesser sac ထဲမှာပုံမှန်ဆိုဘာမှထွေထူးမရှိဘူး it is a potential space ဒီလိုရှိပေါ့နော်အဲ့တော့ငငယ်တော့ anatomical significance မှာဆိုဒါကိုဘယ်လိုပြောဘူးလဲဆိုလို့ရှိရင်အဲ့ဒီပေါက်ကနေပြီးတော့တခါတလေကြာရင်ဗာလဲဆိုတော့ဟို intestine ကြီးကျွံသွားတတ်တယ်ပေါ့ကျွံသွားရင် intestinal obstructions တွေပါတယ်အဲ့တွေးကြည့်တော့ဟို intestine ဆိုတာတို့ဒီ general rest of the abdomen မှာနေနေအဲ့ထဲဝင်တာ
ကျွန်တော်တော်များများဆိုမကြုံဘူးနော်မကြုံဘူးတော့ငယ်ငယ်တော့ဟာဒီ anatomy ဟိုဟာ clinical significance တွေကရှောက်ရေးထားလားမသိဘူးပေါ့နော်အဲ့လိုနဲ့ကျွန်တော်ရဲ့ colleagues တယောက်ကြုံဘူးလေကျွန်တော်ကိုယ်တိုင်တော့မဟုတ်ဘူးဘာလဲဆိုတော့ patient တယောက်ကအဲ့လိုပဲဘာလဲဆိုအဲ့ဒီ intestine တွေအကုန်လုံးကအပြင်မှာရှိနေရမယ့်ဟာ cecum နေပါတွေကအဲ့ဒီအပေါက်ထဲကိုကျွန်းပြီးတော့ laxer sac ထဲကိုရောက်သွားတယ်နောက်ကိုဘယ်လောက်ထူးဆန်းလဲဆိုတာနော်အဲ့တော့အဲ့ patient ဆိုရင်ဘယ်လို present လုပ်လဲဆိုတော့သူက intestinal obstruction symptom နဲ့တိတ်မလာဘူးဘာလဲဆိုတော့ obstructive jaundice ကြီးနဲ့လာတာနော်ဘာလို့ obstructive jaundice ရလဲခုနပြောသူ epiploic foramen ကအပေါက်အလောက်ချင်းချင်းလေးပဲအဲ့ထဲဝင်ပြီး intestine က stretch လုပ်နေတယ် obstructive ဖြစ်တယ်ဆိုတော့အဲ့မှာ eight structures တွေသွားဖိတယ် obstructive jaundice ဆို bile duct ဖိခံရလို့ရတဲ့ symptom နဲ့လာ MRCP တွေရိုက်တယ်ရိုက်တော့ဟုတ်တယ် bile duct ကရက်နေတယ် stone ကမတွေ့ဘူးဒါပေမဲ့အဲ့နောက်မှာဟာလာဟို gas share တွေအများကြီးတွေ့နေရတယ်နောက်တော့မှ CT ရိုက်လိုက်တော့ဟုတ်တယ်ဒါဒီလိုဖြစ်ဆိုတာနော်အဲ့တော့ case ကရှိတယ်ဒါပေမဲ့ impedance ရှားတယ်သူဆိုလို့ရှိရင်တော့အဲ့ case နဲ့ worst တွေပါရထားတယ်ပေါ့နော်အဲ့တော့ကျွန်တော် case မဟုတ်တော့ပုံတွေလည်းမပြတော့အဲ့တော့ဒါ clinical significance ရှိတယ်ထားလိုက်တော့အဲ့ဒါဆိုအဲ့ဒီမှာ X structures 3ခုရှိတယ်ပေါ့နော်အဲ့ဒီ structures 3ခုရှိတာမှန်ပါပြီအဲ့တော့ hepatic artery portal vein ဟုတ်ပြီ hepatic vein ကဘာမှလဲဆိုရင်ကျွန်တော်ခုနပုံလေးပြန်သွားကြည့်မယ်ဆိုရင်အဲ့တော့ဒီပေါ်နားမှာရှိတဲ့အပြာရောင်3ချောင်းက hepatic veins ဘယ်ထဲကိုဝင်လဲဆိုတော့ IVC ထဲကိုဝင်သွားတယ်ဟုတ်ပြီနော်နောက်တစ်ခုကဘာပြောချင်လဲဆိုတော့သူတို့ရဲ့ alignment လေးတွေပြောချင်တယ်ဟိုခုန portal hepatis မှာရှိတဲ့3ချောင်းဒီဟလာဝင်ကြတဲ့ကလည်း3ခုအပြိုင်လူကြီးပါနဲ့ဝင်တယ် liver ထဲမှာ branching လုပ်တော့လေတေချာကြီးကြီးလိုက်လို့ရှိရင်ဘာလဲဆိုတော့သူတို့ရဲ့ branching structures တွေဒီ very very similar ဖြစ်တယ်ဟုတ်တယ်နော်အဲ့ဒါအလကားပြောတာမဟုတ် histology မှာလည်းအဲ့တိုင်းပဲ represent လုပ်တယ်ဟုတ်ပြီဒါမဲ့ hepatic veins ကိုကြည့်လိုက် hepatic veins က branching structures ကဒါနေရာကမတူဘူးဟုတ်လားဟို3ခုကအောက်ကနေလာတယ် hepatic veins ကအပေါ်ကနေ branch လုပ်တယ်အဲ့တော့သူတို့ရဲ့ branching structures တွေအကုန်လုံးသွားကြည့်လိုက်ရင်90 degree angle လောက်သွားချိုးနေတယ်ပြောချင်တာ they don't follow the same branching pattern ဟုတ်ပြီနော်ဒါက anatomy level မှာ gross anatomy level မှာအဲ့တော့ဒီပုံလေးတစ်ချက်ကြည့်လိုက်ပေါ့နော်အဲ့တော့ဒါ liver MRI ကိုကျွန်တော်အပေါ်အောက်နဲ့ scroll လုပ်ပြီးတော့ပြထားတာနော်အဲ့တော့အများကြီး details တွေမပြောတော့ဘူးဒီမှာဆိုရင်မမြင်နေရတဲ့အဖြူရောင်တွေဒီဘာလဲဆိုတော့ဒါ portal vein branches တွေမြင်နေရတဲ့အမဲ့ရောင်တွေဒီဘာလဲဆိုတော့ hepatic vein branches တွေဘာလို့ဖြူလဲဘာလို့မဲလဲခဏထားလိုက်နော်အဲ့တော့ဒီပုံမှာကြည့်လိုက်လို့ရှိရင်ဘာကိုပြောချင်လဲဆိုတော့ they don't have the same branching pattern they have the criss-cross like right angular branching pattern ရှိဆိုတာဒါလေးပြချင်ဟုတ်ပြီဒါကဒီ gross macroscopic level မှာနေမဟုတ်ဘူးအဲ့တော့ကျွန်တော်ခုဒါ histology ကိုသွားတော့မယ်အဲ့တော့ liver ကိုအသေးစိတ်သွားပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီပုံလေးရအားလုံးသိတယ်ဘာလဲဆိုတော့ hepatic lobule လို့ခေါ်တယ်ဟုတ်လားเนาะဒါ classic hexagon shape ဟလား6ထောင်ပေါ့အဲ့ဒီ6ထောင်မှာဆိုလို့ရှိရင်ဒီဘက်ဘေးထောင်လေးတွေမှာဆိုရင်ဘာရှိလဲဆိုရင် portal triad ဆိုတာရှိတယ်เนาะအခုန gross anatomy level မှာကျွန်တော်တို့ portal hepatis လို့ခေါ်တယ်เนาะဒီမှာဆိုရင် portal triad portal triad ဆိုတော့ပုံလေးတေချာပြထားကြည့်လိုက်လို့ရှိရင်ဟလာအနီဇက်ကလေးရှိမယ်အပြာဇက်ကလေးရှိမယ်အစိမ့်ဇက်ကလေးရှိမယ်ဆိုတော့အနီရပါလဲဆိုတော့ hepatic artery တိတိကျကျပြောရင်တော့ a branch of hepatic artery ပေါ့အဲ့ဒါမှဒါ microscopic level လေအဲ့တော့အပြာလေးက a branch of portal vein အစိမ့်လေးက bile duct a branch of bile duct နော်ခုနပြောတဲ့ structures 3ခုကဒီဘက်မှာ histology level မှာလေဘာလို့ဆိုတော့တနေရာထဲမှာရှိနေဘာလို့ဆို they follow the same branching pattern ခလေကောင်တက်မှာဘာလဲဆိုတော့ central vein လို့ခေါ်တယ်central vein တွေကဘယ်ကလာတာလဲဘာဖြစ်သွားမလဲစဉ်းစားကြည့်လိုက်သိပါတယ်ဘာဖြစ်ဆို hepatic vein ဖြစ်သွားမယ် IVC ကနေ heart ထဲကို flow လုပ်သွားမယ်အော် bile duct ကလေးကိုခဏထားလိုက်အဲ့ဒါမှဆိုလို့ရှိရင်ဒီမှာဒီ cells တွေအဲ့တော့သူတို့လာတဲ့ဒီ6000လေးတွေလာတဲ့လမ်းကြောင်းတစ်လျှောက်မှာဘာလဲဆိုတော့ hepatocyte လို့ခေါ်တယ် liver cells တွေကတော့တို့တန်းစီပြီးတော့စောင့်နေရမယ်စောင့်နေတော့မှသူတို့အလုပ်တွေလုပ်လို့ရမှာဟုတ်ပြီအဲ့တော့အဲ့ဒီသွေးလာတဲ့လမ်းတစ်လျှောက်ကိုဘာခင်းထားမလဲเนาะအဲ့တော့ကော်စောနီတော့မခင်းဘူးပေါ့ဘာခေါ်လဲဘာခင်းလဲဆိုရင် sinusoidal epithelium နေခင်းထားတယ်เนาะ sinusoidal endothelium ပေါ့အဲ့လိုပြောရင်ပုံမှန်เนาะအဲ့တော့ပြောချင်တာဘာလဲဆိုတာ capillaries ပဲလीဒါ sinusoidal capillaries တွေအဲ့ capillaries ကမှဘေးနားကနေပြီးတော့မှ hepatocytes တွေဟလာဟိုသွေးတွေအလဲထပ်လုပ်မယ်ဟို oxygen nutrients တွေအလဲထပ်လုပ်မယ်ဒါမျိုးလုပ်တာအဲ့ဒါကြောင့်မလို့ portal veins မှာ two sides မှာ capillaries ရှိတယ်ဆိုတော့ဒီကနေလာဟုတ်ပြီเนาะအဲ့ဒီ sinusoid နဲ့ဒီဘက်က hepatocytes တွေနဲ့ကြားမှာရှိတဲ့ space ချင်းလေးရှိတယ်เนาะအဲ့တော့ရှုပ်အောင်တော့မပြောတော့ space of disease လို့ခေါ်တယ်เนาะအဲ့တော့ cirrhosis တွေပါဖြစ်အများသောအားဖြင့်အဲ့ space of disease မှာ fibrosis တွေလိုက်တော့ဘာဖြစ်လဲဆိုတော့ sinusoid ထဲကသွေးတွေအကုန်လုံးကဟာလာ hepatocyte ကကောင်းကောင်းမရတော့ဘူးတခါတည်းအဲ့ sinusoid တွေပါကျဉ်းသွားတယ် sinusoidal capillaries တွေပြတ်သွားတယ်เนาะ architecture distortion ဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်လဲဆို hepatic artery portal vein တွေက blood တွေက hepatic vein ပေါ့ဒီ central vein ကနေ hepatic vein ကိုသွားမဲ့ထဲကိုသွားလို့မရတော့ဘူးခလဲမှာပြတ်သွားတယ်ဒါမျိုးဆိုဒါ cirrhosis ဖြစ်တယ်ပြောတာနော်နောက်ပြီးတော့ဟုတ်ပြီဒီ hepatocytes လေးတွေပဲတွားကြည့်လိုက် hepatocytes တစ်လုံးနဲ့တစ်လုံးကြားမှာเนาะအဲ့တော့ဒီမှာအစိမ်းလုံးလေးကျွန်တော်ထည့်ပြီးဆွဲလိုက်တယ်ပဲဆိုကြပါစို့အဲ့ဒါဘာလဲဆိုပြီး bile canaliculi လို့ခေါ်တယ်เนาะအဲ့တော့ဘာလဲဆိုတော့ဒါလာ liver ကနေပြီးတော့ hepatocyte တွေကနေ bile တွေထုတ်တယ်ဆိုအဲ့ဒီ canaliculi ထဲကိုထည့်ပြီးတော့မှအဲ့ဒီကနေပြီးတော့တဆင်းနဲ့ drain ပြီးတော့ဟာလာဘေးနာ portal triad မှာရှိတယ်
ဟလာဟို bile duct အသေးလေးထဲကိုရောက်သွားမယ်ပြီးတော့မှဟိုဘက်ကုံလုံး bile duct ထဲကိုရောက်မယ်ဒါကဒီလိုလာတာအဲ့တော့ဒီ hepatic lobule ကိုသွားပြီးကြည့်မယ်ဆိုရင်ဘယ်လိုပြောလို့ရလဲဆိုတော့ blood flow ဒီ peripheral to central လာနေတယ် bile flow ဒီ central to peripheral သွားနေเนาะအဲ့တော့သူရဲ့ architecture ကတကယ်ကိုတည်တည်ချာချာ structurally organized လုပ်ထားတယ်အဲဒီလိုမျိုးအဲ့တော့ဆိုကြပါစို့ cirrhosis ဘာညာဖြစ်တယ်ဆိုရင်ဒီ architecture ပြတ်သွားတယ်ဆိုတာပါဆို fibrosis တွေအရန်ဖြစ်တယ်ဖြစ်တော့ hepatocytes တွေကလည်းသူတို့ဒီတိုင်းမနေဘူးသူတို့မှာ regenerating power ရှိတယ်တော့ hepatocytes တွေ they keep multiplying ဒါမဲ့ it's not about the individual hepatocytes they may be functioning perfectly but if they're not lined up in this organized structure they're not going to function well ဆိုတော့ဘာလို့ဆို hepatocyte တွေပွားလိုက် fibrosis ကဖြစ်လိုက် hepatocytes တွေပွားလိုက် fibrosis ကဖြစ်လိုက်ဆိုအလုံးတွေဖြစ်လာတယ်အဲ့တော့ဆိုတော့ဒီမှာဆို histology level မှာဆိုလဲ cirrhosis ဖြစ်သွားတယ်ဒီလိုအလုံးလိုမျိုးပေါ့macroscopic level မှာဆိုလဲ liver surface က nodular ဖြစ်လာတယ်ဒါမျိုး cirrhosis ကဖြစ်စဉ်ဟုတ်ပြီနော်နောက်တစ်ခုက portal hypertension ပေါ့နော်သူ့ရဲ့ causes တွေမှာဆိုလို့ရှိရင် cirrhosis က not the only cause ဟုတ်တယ်နော်အဲ့တော့ငယ်တော့ကတော့တင်ဘူးလားတော့မသိ portal hypertension causes တွေကိုဘယ်လိုခွဲလဲဆိုလို့ရှိရင် pre-sinusoidal sinusoidal post-sinusoidal ပြောတယ်ဟာဘာတွေလဲရှုပ်နေတာတကယ်တော့ဘာမှမရှုပ်ဘူးနော်အဲ့တော့ post sinusoidal ကနေစပြီးတော့ရှင်းပြမယ်ဆိုရင်ဥပမာအဲ့တော့ဒီကျွန်တော်ခုန gross anatomy level မှာ hepatic veins တွေပေါင်းပြီးတော့ဘာဖြစ်လဲ IVC ဖြစ်တယ် right heart ထဲကိုဝင်တယ်နော်အဲ့တော့ right heart pressure တက်တဲ့ conditions တွေဒါမှမဟုတ်လဲ tricuspid regurgitation ဟာလား right ventricle ညှက်လိုက်တယ်နောက်ပြန်လာတဲ့ conditions တွေဒါမှမဟုတ် hepatic veins ပိတ်တဲ့ခါဟာလား Budd-Chiari syndrome ဒါမျိုးတွေဆိုလို့ရှိရင်ဘာဖြစ်လဲဆို hepatic veins မှာ pressure များမယ် central veins တွေမှာ pressure လိုက်များမယ်ဒီ microscopic level မှာ central veins တွေမှာ pressure များတယ်ဆိုရင်ဘာဖြစ်လဲဆို sinusoidal capillary ရဲ့ central veins တွေဝင်လို့မရဘူးဒါဆိုအကုန်လုံး back pressure နဲ့အကုန်လုံးပြပြီးတွန်းလာဒါမျိုးကြတော့ post sinusoidal လို့ခေါ်တယ် liver ဖြစ်တာမဟုတ်ဘူး liver အကျော်ဘက်မှာဖြစ်တာဒါမဲ့ဘာဖြစ်လို့ကြာရင် portal hypertension ရတယ်မရခင်ဘာရင်ဖြစ်လဲဆို cirrhosis ဖြစ်တယ်ဒါမဲ့အဲ့လိုအကြောင်းဖြစ်တဲ့ cirrhosis ကိုတော့ဘာခေါ်လဲဆိုတော့ cardiac cirrhosis လို့ခေါ်တာများတယ်ဘာလို့ဆိုသူ heart failure နောက်ကနေမှလိုက်လာတဲ့ cirrhosis ဘာဖြစ်လို့လဲဆိုတော့သူရဲ့အထွက်လမ်းမရှိဘူးနော် right heart failure တွေဘာတွေဖြစ်တယ် tricuspid regurgitation ဖြစ်တယ်ဆိုရင်နောက်တစ်ခုကတော့ sinusoidal ဆိုတော့ခုနရှင်းပါတယ်ဟဲ့လား alcohol ကြောင့်ပဲဖြစ်ဖြစ် drugs တွေ toxins တွေ virus တွေဘာညာတာကချင်း hepatitis B C နဲ့ဆိုရင်ကြာတော့ chronic inflammation နဲ့ခုနပြောတဲ့ space of disease လို့ခေါ်တဲ့ဒီ sinusoid နဲ့ hepatocytes တွေနဲ့ကြားမှာเนาะ fibrosis တွေလိုက်လာတယ်အဲ့တော့ပြောချင်တာဒီ pattern ပြတ်သွားတယ်အဲ့တော့ blood ကကောင်းကောင်း flow လို့မရအောင်ဒါလည်း portal hypertension ဖြစ်တယ်ဒါကတော့ cirrhosis ကြောင့်ဖြစ်တဲ့ portal hypertension ဒီမျိုးပြောမှဆိုတော့ sinusoidal cause နော် pre-sinusoidal ဆိုတော့ရှင်းပါတယ်ဒီ gross anatomy level မှာကြည့်လိုက်ပေါ့။အော်တခါတလေကြတော့ပါဆို portal vein thrombus နော်သူ coagulation disorder တွေဘာတွေကြောင့်ပဲဖြစ်နော်ဒါမှမဟုတ်လဲ splenic vein thrombus အဲ့ဆို portal vein က splenic vein နဲ့ superior mesenteric vein ပေါင်းပြီးဖြစ်တာဟုတ်အဲ့တော့ splenic vein မှာ thrombus ဖြစ်တယ်ဥပမာဆိုကြောင့် pancreatitis ဖြစ်တယ်ဆိုရင် pancreas အနောက်မှာရှိတဲ့ splenic vein ကပိတ်သွားတယ်ဒါမျိုးဆိုတော့ splenomegaly တွေဘာတွေရနိုင်တယ်လေ cirrhosis မဖြစ်ဘဲနဲ့ဘာဖြစ်လို့လဲဆိုတော့ portal system မှာ thrombus ဖြစ်ပြီးတော့ပိတ်သွားတာနော်ဒါဆိုလဲ portal hypertension ဖြစ်တယ်ဒါပေမဲ့ pre-sinusoidal ဒီလိုမျိုးနဲ့ causes တွေခွဲပြီးတော့ကြက်တာမျိုးတွေလည်းရှိတယ်ဒါ epic နဲ့ correlate တစ်ချက်လုပ်ပြတယ်ဟုတ်ပြီအဲ့တော့ histology တွေပြောတာလည်းနည်းနည်းများသွားပြီเนาะနည်းနည်းလေးထပ်ပြီးတော့ဆရာလောက်လိုက်မယ် histology မှာဆိုလို့ရှိရင်ကျွန်တော်သိတော့မသိဘူးเนาะအဲ့တော့ဘာလဲဆိုလို့ရှိရင်အခုနပြောတဲ့ hepatic lobule ဆိုတာဒီ liver ရဲ့ basic architecture เนาะတော့ဒီ6000မုံရှိတယ်ပေါ့အပြင်မှာ border triangle မှာ central vein အဲ့ဒါကိုပဲဒီလို6000နေအများကြီးရှိတယ်เนาะအဲ့ဒါကို histopathologist တွေတခါသေးကြဘလို့ဆွဲလဲဆိုတော့6000ကြီးမဆွဲခြင်းဘူးဆိုပြီးတော့ခလဲက central vein 3ခုကောက်ဆက်ပြီးတော့ဆွဲလိုက်တယ်3ကန်လေးဖြစ်သွားတယ်เนาะအဲ့ဒါကိုဘာခေါ်လဲဆို portal lobule လို့ခေါ်တယ်သူတို့နာမည်ပေးတာเนาะတခါတလေကြရင်ဘာလဲဆိုတော့ central vein နှစ်ခုနဲ့ portal triad နှစ်ခုနဲ့เนาะအဲ့လို4000လို့ diamond လို့ဖြစ်နေတဲ့ shape ကိုသွားပြီးတော့ဆွဲလိုက်လို့ရှင်လေ diamond shape structure ရတယ်အဲ့ဒါကိုဘာခေါ်လဲဆို hepatic sinus လို့ခေါ်တယ်เนาะအဲ့တော့6000လို့ရှိနေတာကhepatic lobule 3000ဖြစ်တာ portal lobule ဟိုဘက် diamond shape ဖြစ်တာ hepatic sinus ဒီ same pattern ကိုပဲဘာလို့ဆိုမျိုးစုံကလိပြီးတော့ဆွဲလို့ရတယ်အဲ့တော့လွယ်ပြည့် portal triad 6ခုဝိုင်းလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါ hepatic lobule ရမယ်ခလဲမှာ central vein ရှိတယ်ဒါက basic architecture ဒီ central vein 3ခုကိုအပြင်ပို့လိုက်ပြီးတော့ခလဲမှာ portal triad ထားလိုက်လို့ရှိရင် hepatic lobule ဆိုတာဖြစ်တယ်သူကကျတော့ဘာ significance ရှိလဲဆိုတော့သူက drainage ကိုအဓိကပြချင်တာအဲ့တော့ drainage ဆိုတာဥပမာဆိုကြပါဆို biliary obstructions တွေဘာတွေဖြစ်တယ်ဘာတွေပြန်ရှံပြီးတက်လာတယ်ဆိုလို့ရှိရင်ဟာလာဒီ portal lobule ရဲ့ခလဲကောင်တက်ကနေဖြစ်တာ
နော်အဲ့လိုမျိုးပေါ့နောက်တစ်ခုကကျတော့ hepatic acyanine သူကတော့ပို့ပြီးတော့ interesting ဖြစ်တယ်ဘာလို့ဆို hepatic acyanine ဆိုတာဘာလို့ဆို portal triad နှစ်ခုဘေးမှာထားမယ် central vein နှစ်ခုအပေါ်အောက်မှာလည်းလို့ထားပြီးတော့ diamond shape structure လေးနော်အဲ့ဒီ hepatic acyanine မှာတော့ zone 1 2 3ဆိုပြီးတော့ထားခွဲနော်ခွဲတာလည်းအကြောင်းရင်းရှိတယ်ဘာကြောင့်လဲဆိုတော့နော်ဟို zone 1မှာဖြစ်တဲ့ pathology နဲ့ zone 3မှာဖြစ်တဲ့ pathology နဲ့တိတ်မတူဥပမာဒီဘက်မှာဟာလာဒီ portal trias နဲ့နီးနေတဲ့ zone ဆိုလို့ရှိရင်ဟာလာ blood supply ကအရင်ဆုံးရတယ်လေ ischemia ဆိုရင်သူ့ကိုတိတ်မထိဘူး ischemia ဆိုဒီဘက် zone central vein နဲ့နီးတဲ့ zone ကိုထိမှာအဲ့လိုမျိုးဒါပေမဲ့မှာ toxin တို့ဘာလို့ဆိုလဲပဲဘာဖြစ်လဲ portal vein ကနေတက်လာတာဆို तू ကအရင်ဆုံးရမှာအဲ့တော့ toxin တို့ဆိုလဲ तू အရင်ဆုံးထိတယ်အဲ့တော့နောက်တစ်ခုကကျတော့ဥပမာဆိုကြပါစို့ခုန CPVC liver ဟာလာ chronic passive venous congestion စာတနပိတ်တနဲ့ပြခုနပြောသလိုပဲဟို hepatic vein တွေပိတ်တယ် IVC တွေပိတ်တယ် liver တို့တွေထွက်လို့မရဘူးဆိုရင် central vein တွေ congested ဖြစ်လာတယ်ဆိုလို့ရှိရင်ဒီ central vein နဲ့နီးတဲ့ zone 3မှာပို့ပြီးတော့ဖြစ်မယ်ဒီဘက်မှာဖြစ်တာနည်းတယ်ဆိုတော့ဟို MDT တွေပိုင်းမှာဆိုရတာ histopathologist ကတော့ဒီမှာ zone 1မှာ fibrosis ပို့ဖြစ်တယ်ဟိုကပေါက်ဖြစ်တယ်ဒီကပါပို့ဖြစ်တယ်ဆိုလို့ရှိရင်သူတို့ကဒါတွေကိုကြည့်ပဲပြီးပြောနေတာနော်ကျွန်တော် histopathologist မဟုတ်တော့ဒီလမားတော့ဒီလောက်နေနေရက်နော်ဟုတ်ပြီအဲ့တော့ဒါလောက်ဆိုလို့ရှိရင်เนาะဒီ gross anatomy နဲ့ဒီဘက်က histopathology နဲ့တော်တော်လေးချိတ်ဆက်မိပြီးသွားပြီလို့ထင်တယ်နော်နောက်တစ်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဗာလဲဆိုဒီ ultrasound appearances တွေနောက် CT MR မှာရှိတဲ့ appearances တွေကိုဆက်ပြီးတော့ပြောပေးမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်တောက်ပတ်တောက်စတက်က